အားလုံးပဲမင်္ဂလာပါ Essential Skill for Teenager Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Canva မှာ resize လုပ်ရမယ့်နည်းလမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အမတို့ graphic designer တွေအကြုံအားဆုံးပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ Facebook အတွက်တင်ဖို့ဆိုပြီး 1:1 ရွေးလိုက်ပြီးကကြမှာ story တင်ဖို့ Instagram တင်ဖို့လိုတဲ့အခါမှာ ratio တွေပြောင်းဖို့လိုအပ်လာတာပါပဲ။ဒီလိုမျိုး ratio အသစ်တွေပြန်ဆွဲမယ်ဆိုရင်တော့အချိန်တွေအရန်ကုန်တာပေါ့နော်။ဒါပေမဲ့ Canva Pro မှာပါတဲ့ resize tool လေးကိုသုံးလိုက်မယ်ဆိုရင်စက္ကန့်ပိုင်းတွင်ကိုလိုချင်တဲ့ ratio ကိုပြောင်းလို့ရမှာပဲဖြစ်ပါတယ်ဘယ်လိုလုပ်မလဲကြည့်လိုက်ရအောင်နော်အခုဒီမှာဆိုရင်ဥပမာဒီဇိုင်းလေးတစ်ခုပြထားတယ်ဒါလေးကတော့ Facebook တင်ဖို့အတွက်လုပ်ထားတဲ့ 1:1 1080 ratio လေးပေါ့နော်အဲ့ဒါလေးကိုဘယ်မှာသွားကြည့်လို့ရမလဲဆိုရင်ဒီပုံလေးကို select မှတ်လိုက်ပေါ့နော်ပြီးရင် resize ထဲကိုဝင် custom size ထဲဝင်ကြည့်ပြီးတော့အခုကိုယ့်ရဲ့ဒီဇိုင်းက pixel ဘယ်လောက်လဲ ratio ဘယ်လောက်လဲဆိုတာကြည့်လို့ရပါတယ်ဒီမှာဆိုရင်တော့1080ပေါ့နော်နောက်တစ်နည်းရှိပါသေးတယ် file လေးကိုနှိပ်လိုက်ပေါ့နော်ဒီမှာဆိုရင် Facebook post square ဆိုပြီးမှရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်1080ပတ်လဲဆိုပြီးတော့ပြပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့အခုလက်ရှိကိုဒီဇိုင်းကဘာ size ဖြစ်နေလဲဆိုတာကိုပြန်ကြည့်လို့ရတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ကဲအခုဒီပုံလေးကိုဘယ်လိုမျိုး resize လုပ်မလဲဆိုလို့ရှိရင်ခုနသွားခဲ့တဲ့ဒီအပေါ်ကဘာတန်းလေးတွေက resize ဆိုတာကိုနှိပ်လိုက်ပါပြီးရင် search bar မှာကိုပြောင်းချင်တဲ့ site ကိုရိုက်ရှာလိုက်ပါအခု Instagram site လေးပြောင်းကြည့်မယ်ဆိုတော့ Instagram ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ဒီလေးချိုးငါးဆိုတာလေးကိုရွေးလိုက်မယ်အမှန်လေးချစ်ပြီးတော့ resize ဆိုတာလေးနှိပ်လိုက်ပါမယ်ဒါအခုသူ resize လုပ်နေပြီပေါ့နော်ကဲအခုဆိုရင် page 2မှာသူ resize လုပ်ပေးထားတဲ့ပုံလေးကြာလာပါပြီအခုသူက resize လုပ်ပေးလိုက်တော့ design ထဲမှာပါတဲ့စာသားလေးတွေဓာတ်ပုံလေးအောင်နည်းနည်းနေရာရွေ့သွားတယ်ဒီတော့ logo လေးတွေစာသားလေးတွေကိုတော့ကိုကနေရာကျအောင်ပြန်ချိန်ပေးဖို့တော့လိုအပ်ပါတယ်ဒါဆိုရင်တော့ Facebook post ကနေ Instagram post တင်ဖို့အတွက် ratio လေးကိုလွယ်လွယ်ကူကူပဲရရှိသွားပြီဖြစ်ပါတယ်အခုလုပ်ပြသွားတဲ့နည်းလမ်းလေးကတော့ resize ထဲမှာပါတဲ့ search bar ကနေအလွယ်တကူရှာပြီးလုပ်ပြသွားတာပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ search bar ကနေမရှာတော့ဘူးအခုနောက်ထပ်နည်းလမ်းတစ်မျိုးနဲ့လုပ်ပြမယ်နော်ကဲ resize ထဲကိုပြန်သွားမယ် custom size လေးကိုရွေးလိုက်မယ်ဒီတစ်ခေါက် pixel နဲ့မရွေးတော့ဘူး inches နဲ့ပြောင်းပြီးလုပ်ကြည့်ပါမယ်ဓာတ်ပုံ size လေးလုပ်ကြည့်ပါမယ် inches နဲ့ပေါ့နော် 4:6 size လေးလုပ်ကြည့်ပါမယ်ဒီမှာ portrait လား landscape လားရွေးလို့ရတယ်ပေါ့နော်ကဲ resize လေးလုပ်ကြည့်ပါမယ်ဒီမှာဘာလို့သူကနှစ်ပုံထုတ်ပေးလိုက်တာလဲဆိုတော့ page 1အတွက်တစ်ပုံ page 3အတွက်တစ်ပုံဒီလိုမျိုးထုတ်ပေးလိုက်လို့နှစ်ပုံထွက်လာတာဖြစ်ပါတယ်အရင်နှုန်းက Canva version အဟောင်းနှုန်းကဆိုလို့ရှိရင်တော့ option တစ်ခုပေးတယ်ပေါ့နော် resize တန်းလုပ်မှာလားဒါမှမဟုတ် copy and resize copy လုပ်ပြီးမှ resize လုပ်မှာလားဆိုပြီးတော့မေးတယ်ဒါပေမဲ့အခု version အသစ်မှာတော့သူကမမေးတော့ဘူးဒီတော့အလုံးရှုပ်တတ်တာသွားတယ်ပေါ့နော်သူကတခါတည်း copy ကူးပြီးတော့လုပ်ပေးလိုက်တယ်ဆိုတော့ပို့ပြီးတော့မှအဆင်ပြေသွားပါတယ်ကဲအခုဆိုလို့ရှိရင် Canva ရဲ့ resize feature ကိုသုံးသပ်သွားပြီလို့မျှော်လင့်ပါတယ် Canva Pro နဲ့ဒါဆိုရင် design တွေကိုအစားအဆုံးပြန်ဆွဲနေစရာမလိုပဲနဲ့ကိုလိုချင်တဲ့ ratio ကိုမိနစ်ပိုင်းအတွင်းထုတ်လို့ရနိုင်မှာဖြစ်ပါတယ်ဒီနေ့တင်ပေးခဲ့တဲ့ဗီဒီယိုလေးကညီမလေးတို့မောင်လေးတို့အတွက်အသုံးဝင်နေဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့အောင်နော်နောက် episode မှာပြန်တွေ့ပါမယ်ရှင်